여러분, 더블파운 데뷔서로 사이사랑이 자위호 다네 웅하고 젠데예라. 옹남 공개 여러분도 어때 토픽에 빠따데 스타리 팁리 가지고 표피다 마ဖြစ်ပါတယ် နံပါတ်1ချက်ကတော့OE ရှယ်တို့ကမီနစ်တွေကိုအားလုံးကြက်မှတ်တာမဟုတ်ပဲနဲ့တော့ပြအစမ်းမှာပဲပါတတ်တဲ့စကလုံးလေးတွေကိုနှိမ့်တိုင်းတက်ခဲ့ထားပြီးလေ့ကျင့်သွားမယ်ဆိုရင်တော့ပိုအဆင်ပြေတယ်ပေါ့နော် ဒုတိယအချက်အနေနဲ့ကတော့ Moonbot grammar pattern တွေကိုတစ်ခုချင်းစီအလို့ချက်တာမဟုတ်ဘဲနဲ့အဲ့ဒီ grammar တွေကိုဘယ်လိုနေရဘယ်လိုအခြေအနေတွေမှာသုံးနေဆိုတာကိုသိရှိနားလည်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နော် နံပါတ်3ချက်ကတော့ O question ရှယ်တို့မေးခွန်းဟောင်းနေလေ့ကျင့်တဲ့အခါမှာတိုင်မာလေးထားပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်စာဝင်ခန်းထဲမှာအရှင်မလောက်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ် နံပါတ်4ချက်အနေနဲ့ကတော့ listening အတွက် O question တွေကိုလေ့ကျင့်ရုံသားမကကိုရီးယားရဲ့ daily news တွေ podcast တွေကိုအချိန်ရရဒီလိုနားထောင်တာက listening skill ကိုပို့ပြီးတော့တိုးတက်စေမှာဖြစ်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့ writing မှာအမှတ်များရဖို့ဆိုရင်တော့ဘာလို့ရမှာလဲ ဟာလို့ရမှာလဲဆိုတော့ကိုရီးယားအစစ်လေးများများဖတ်မယ်ရေးပုံရေးနည်းလေးလေ့လာထားပြီးတော့နေ့တိုင်းအစစ်တူတူလေးရနေစားပြီးတော့လေ့ကျင့်သွားဖို့လိုအပ်ပါတယ် ကဲဒီချေတို့ပြောပြတဲ့ study tip လေးတွေကရောဘုံတို့အတွက်အသုံးဝင်ဖို့မျှော်လင့်ပါတယ်နော် ဒါကြောင့်ဒီ share top ဆိုမှလည်း topic အတွက်အထူးဖွင့်လှစ်ထားတဲ့ STP class topic 2 preparation online offline class တွေရှိတာမလို့အခုပဲစုံစမ်းလိုက်တော့နော် 안녕